ဇလန်းဆဆချင်းမှာကောင်မလေးတယောက်မြေရောက်ရထားစီးနေရင်သူမကိုစိုက်ကြည့်နေတဲ့ခေါင်းမှာပတ်တီးတဲ့ပတ်ထားတဲ့အမျိုးသမီးတယောက်ကိုရုတ်တရက်တတိထားမိလိုက်ပါတယ်။ဒါကိုမြင်ပြီးအလီတယောက်ချက်ချင်းပဲနေရာထိုင်ရာခတ်သွားပြီးယထာဘော်ကနေကြပြကြရဆင်းကနောက်ယထာသစင်းကိုပြောင်းစီးလိုက်ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတာကအဲ့ဒီထူးဆန်းတဲ့အမျိုးသမီးကသူမနောက်ကိုချက်ချင်းလိုက်လာပြီးသူမရဲ့နှာခေါင်းလေးတိတ်လာတာပဲလို့ထပ်တလဲလဲလိုက်ချီကျူးနေတော့တာပါပဲ။အဲ့ဒီအမျိုးသမီးရဲ့ပုံစံကတမျိုးကြီးဖြစ်နေတာကိုမြင်တော့အလီလေးဘာမှပြန်မပြောရပါဘူး။အမျိုးသမီးကတော့အလီကိုချီကျူးတဲ့စကားတွေကြီးပဲထက်ခါတလဲလဲပြောနေခဲ့ပါတယ်။အလီအရန်ကိုကြောက်ရွံ့စိုးရိမ်လာတာကြောင့်အဲ့ဒီအမျိုးသမီးနဲ့ဝေးရာကိုခက်မြင်မြန်ရှောင်ထွက်လာခဲ့ပါတယ်။ခလန်လန်တစ်ခုကိုရောက်တဲ့အခါအလီနော့ကိုထိထိပြပြနဲ့လဲကြည့်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကသူ့ကိုအလွတ်ပေးမဲ့ပုံမပေါ်ဘူးဆိုတာတေးချနေပါပြီ။အလီလည်းကြောက်ကြောက်လန့်လန့်နဲ့အနီးနားကလူတွေကိုအကူအညီတောင်းပေမဲ့ပတ်ဝန်းကျင်ကဘသူမှဒီအမျိုးသမီးကိုမြင်ရပုံမပေါ်ပါဘူး။ဒါကိုမြင်တော့အလီကရဲရဲနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမဖောင်းကိုမြင်နှံထုတ်ပြီးဗီဒီယိုရိုက်ကိုလုပ်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲကျန်းပင်ဘောကအဖြူရောင်မိခုံးငွေတွေကိုမြင်လိုက်ရမှသူမအန်ဒီရဲ့ရောက်နေပြီဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ထိုက်လန်တကြားနဲ့နောက်လှည့်ပြီးထွက်ပြေးပါတော့တယ်။အလီတန်စင်ကန်းထဲမှာပုံနေရင်ရဲကိုချက်ချင်းဖုံးဆက်လိုက်ပါတယ်။ဒါပေမဲ့ဖုံးဝင်သွားတာနဲ့တပြိုင်နက်တခုခုမှားယွင်းနေပြီလို့အလီခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဖုံးဟိုဘက်ကျူးတန်းကလူကလည်းသူမရဲ့နှာခေါင်းကိုပဲချီးကျူးနေလို့ပါပဲ။အဲ့ဒီအချိန်မှာပဲအလီရှိနေတဲ့တန်စင်ကန်းအခန်းလေးကအပေါ်ဘက်ကနေလက်တစ်ဖက်ဖြည်းဖြည်းချင်းလှမ်းဆင်းလာတာကိုသူမမြင်လိုက်ရပါတော့တယ်။အလီရဲ့ဒီအဖြစ်ပြတ်ဟာတိတ်မကြခင်မှာပဲလူစီလူခေါ်ရဲ့တရေတစေတွေအကြောင်းရေးရဲ့ဘလော့ဂါတယောက်ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့ပြီးဒီရထောဘူရာယုံကတကယ်ပဲတရေ6တာလားဆိုတာတွားရောက်စုံစမ်းဖို့ခက်လာပါတယ်။လူစီကိုယ်တိုင်ဘူရာယုံကိုတွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာဘူရာယုံကပိတ်နေပါပြီ။လူစီအရန်ကိုကြောက်လန့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာချက်ကမီးတွေရုတ်တရက်လင်းလာပါတယ်။အဲ့ဒီနောက်လူစီကအမျိုးသားတယောက်ကိုလှမ်းမြင်လိုက်ပါတယ်။ဒါပေမဲ့စောစောကအဲ့ဒီနေရာမှာဘသူမှမရှိဘူးဆိုတာကိုသူမတေးသေးချာချာမှတ်မိနေပါတယ်။ဒီလူကဘသူများလဲ။ယထာဆက်ရောက်မဲ့အတန်ကြားတာနဲ့လူစီလည်းဘူရာယုံတဲကိုကြပြကြရပြေးဝင်သွားပါတယ်။အဲ့ဒီလူနဲ့ဝေးသွားပြီဆိုတာကိုမြင်တော့မှလူစီလည်းတပ်ပြင်းချနေပါတော့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူကလူစီရဲ့အရှိတဲ့ထဲမှာကြက်တီးထားစရာကောင်းလောက်အောင်ရုတ်တရက်ပေါ်လာပြန်ပါတယ်။လူစီအတော်လေးလန့်သွားပါတယ်။သူမနောက်ယထာတွဲတစ်ခုစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီမဲ့အဲ့ဒီလူကတော့သူမကိုစိုက်ချင်နေတော့မှာပဲ။အဲ့ဒီအချိန်မှာယထာတွဲတဲ့ကမီးတွေရုတ်တရက်ပိတ်သွားပြီးနောက်လူစီတယောက်အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒီလူကသူမနောက်ကိုနောက်ပြန်ကြီးပြေးလိုက်နေတာပါ။ကံကောင်းချင်တော့ယထာကဘူရာကိုစိုက်သွားပြီးအဲ့ဒီလူလည်းယထာနဲ့အတူပါသွားပါတယ်။လူစီကအန်ဒီရဲ့ကင်းသွားပြီလို့ထင်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲအဲ့ဒီနေရာမှာစွန့်ပစ်ထားတဲ့ယထာအဟောင်းကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ယထာအဝဲမှာလူစီကစကားပြောစစ်တစ်ခုကိုတွေ့ခဲ့ပါတယ်။တရေ6တဲ့မြေအောက်ယထာဘူရာယူရဲ့နောက်ကနေအမှန်တကယ်ကိုဖော်ထုတ်ဖို့အတွက်လူစီဟာအဲ့ဒီယထာအဟောင်းကြီးထဲကိုဖြည်းဖြည်းချင်းခြေလန်းဝင်ရောက်သွားပါတော့တယ်။ဒီဇလန်လေးရဲ့အဆက်ကိုသိချင်တဲ့ဆိုရင်တော့နောက်ဗီဒီယိုဒီမှာဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။